ငါပြောသေးတယ်လို့$6.2 million what the fuck ဒီတစ်ခုရှိတယ်လူနှစ်ယောက်ကိုပေးလိုက်တယ်တယောက်ကကိုလံပါတယောက်ကကျွန်တော်နှဲမဟုတ်ရမှာကအောင်ပါလားဖင်လို့ပြီးကတာတော့ဝေးရမှာလေဟုတ်တယ်မလားလောကမှာလူတိုင်းကိုရှင်သန်မှုအတွက်အကြောင်းပြချက်လို့ဆိုတော့အမှုပညာဆိုတဲ့အရာမှာရှင်သန်မှုဘာတွေလို့အမေလို့ထင်တယ်အမှုပညာဆိုတာကပြတိုင်းမှာပဲရှိနေတာမဟုတ်ဘူးလမ်းမတွေပေါ်မှာလည်းရှိနေတယ်ဒီဘောင်ကုတ်ပြီးတော့ထားထားတဲ့ပကြီးကားတွေကမှတန်မိုးရှိတာမဟုတ်ဘူးလမ်းဘေးမှာရှိနေတဲ့ graffiti ဒိုင်းကလည်းတန်မိုးရှိတယ်ဆိုတာကိုချပြသွားတဲ့ဒီ artist တယောက်အကြောင်းကိုဒီနေ့ပြောရင်းနဲ့ကျွန်တော်မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အကြောင်းအရာလေးနည်းနည်းရှိဆိုတော့အဲ့အကြောင်းအရာလေးတွေကိုပြောပြပြီးမှမလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါ Okay ဗီဒီယိုလေးမစခင်မှာတော့အကုန်လုံးကိုပြောချင်တာကကျွန်တော်ရဲ့ channel လေးကို follow လေးလုပ်ခဲ့ဖို့မမေ့ပါနဲ့ Okay ဗီဒီယိုလေးစလိုက်အောင် Takashi Murakami King of the Designer Holy Grail Item Maker ကမ္ဘာပေါ်ကနာမည်အကြီးဆုံးဘယ် brand နာမည်ပဲပြောဒီဘဲကြီးနဲ့ collab မလုပ်ဘူးတော့တော်တော်ရှားတယ် LV Supreme Hublot Vans Just pick a name ကြိုက်တဲ့နာမည်သာရွေးလိုက်1962ခုနှစ်မှာဒီ Takashi Murakami ရဲ့မွေးဖွားခဲ့တဲ့ Nihonga လို့ခေါ်တဲ့ဂျပန်ရိုးရာပကြီးအမှုပညာကိုလေ့လာခဲ့တယ်။လေ့လာရင်းနဲ့ဂျပန်ရိုးရာတွေကဒီဘတ်ခစ်လူငယ်တွေနဲ့ဘလို့မှအချိတ်ဆက်မပေးတာကိုသတိထားမိပြီးတော့ဒီ1990မှာ Super Flat လို့ခေါ်တဲ့အုံဒီဇိုင်းကိုစတင်ခဲ့တယ်။ Mr. Top လို့ခေါ်တဲ့ Mickey Mouse အယုတ် Smiling Flower လို့ခေါ်တဲ့လူတိုင်းသိကြတာကတော့ Murakami Flower လို့သိကြတယ်။အယုတ်တွေစပြီးတော့ဒီဇိုင်းဆွဲခဲ့တယ်။အဲ့နောက်ပိုင်းမှာတော့ဒီ Takashi Murakami က Kaikiki ဆိုတဲ့ကုမ္ပဏီတစ်ခုကိုထောင်ပြီးတော့ဒီ Japanese artist တော်တော်များများနဲ့လူငယ်တော်တော်များများကိုမြေတမ်းမြှောက်ပေးခဲ့တယ်။သူ့ရဲ့ဆောင်းဘုတ်ကအရန်ကိုရိုးရှင်းတယ်။စာကြောင်း၃ကြောင်းနဲ့art has no limit အမှုပညာဆိုတာအကန့်အသတ်မရှိဘူး art not belong to museum or rich collector အမှုပညာဆိုတာဒီပြတိုက်နဲ့ချမ်းသာတဲ့လူတွေရှိမှပဲရှိတဲ့အရာမဟုတ်ဘူး it belong to anyone everyone who love art အမှုပညာကိုကြိုက်နှစ်သက်တဲ့ဘသူမဆိုအဲ့ဒါကိုခံစားခွင့်ရှိဈေးကြီးတဲ့ဂီတာတွေနဲ့စင်မော်တက်ပြီးတော့ဂီတာ TV သချင်းဆိုနေမှာအမှုပညာမဟုတ်ဘူးကျွန်တော်တို့လမ်းမေးမှာတောင်းကြော်တဲ့ဂီတာလေးနဲ့ဂီတာ TV သချင်းဆိုနေတာအဲ့လိုလူလဲအမှုပညာရှင်ပဲအမှုပညာဆိုတာကဈေးတစ်ခုလဲတတ်မှတ်လို့မရသလိုဒီအမှုပညာဆိုတာအကြီးကဘောင်ခတ်လို့လည်းမရဘူးဒီအမှုပညာဆိုတာကိုဘသူကဘလို့အယောင်ချဲလဲဆိုတဲ့ပုံမူတည်ပြီးတော့ဒီအမှုပညာကြီးကလိုက်ပြီးတော့ပြောင်းလဲသွားတာဗျာဥပမာတစ်ခုပေးရမယ်ဆိုလို့ရှိရင်ဘီတစ်ခုရှိတယ်အဲ့ဘီကိုကျွန်တော်နဲ့ကိုလံပါနှစ်ယောက်ကိုပေးလိုက်မယ်ဆိုတော့ဒီဘီပုံမှာအတိအသားကြီးဗျာကိုလံပါကဘလို့ပုံစံနဲ့ဘလို့ rap တွေရွတ်ပြပြီးတော့ဘလို့ပုံစံ rhyme တွေချိတ်ပြမလဲဆိုတာဒါပေမဲ့ဘာမှဒီ art နဲ့ပတ်သက်ပြီးဘာမှနားမလဲတဲ့ကျွန်တော်ဘာမှနားမလဲကျွန်တော်ဒီဗီဒီယိုယူပြီးတော့နှဲမှုန်မလားဖင်လှုပ်ပြီးကမလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်တခုခုအဲ့ဒါနဲ့ edit လုပ်မှာဘယ်လောက်ပဲလုပ်လို့ရပါဒီဗီဒီယိုကျွန်တော်အလှမစင်နိုင်ဘူးဒီ artist လို့ပြောလိုက်တာအခု artist လို့ကျွန်တော်ပြောနေတဲ့စကားတွေအကုန်လုံးကပကြီးဆွဲတဲ့လူတွေ graffiti ဆွဲတဲ့လူတွေပဲသိတယ်ပြောချင်တာမဟုတ်ဘူးကျွန်တော်ပြောချင်တဲ့လူတွေကဒီ skater တွေလည်းပါတယ် BMX လုပ်နေတဲ့လူလည်းပါတယ် dancer တွေလည်းပါတယ်သူတို့ art နဲ့သူတို့ရှိတဲ့လူတွေအများကြီးရှိတယ်ဒါပေမဲ့ mainstream ကလူတွေလောက်ကိုပဲအကုန်လုံးကမှားတာဒီလူနည်းနည်းလေးနာမည်ကြီးလာပြီဆိုအဲ့လူလောက်အကုန်လုံးကမီးလောင်လေပင့်အကုန်လုံးပင့်ပေးတာဒီလူကနာမည်ကြီးတဲ့ပူကြီးသူ့ရဲ့ image နဲ့ငါတို့ကပတ်စံရှာနိုင်ရမယ်ဆိုတဲ့စိတ်နဲ့ဒါပေမဲ့မြေတောင်မြောက်ပေးခြင်းနဲ့စိတ်ကူကဘယ်သူစီမှမရှိလာပြီးတကူတကဟာမင်းကမြေတောင်မြောက်ပေးမင်းက sponsor ပေးမယ်မင်းလုံးဝစူးစမ်းပါဆိုပြီးပြောမယ်လို့ဘယ်သူမှမရှိဆိုတော့လူငယ်တွေကဘာဖြစ်လဲတဖြည်းဖြည်းနဲ့မျိုးပြုံးဘာဖြစ်လို့လဲအဲ့လိုလူတွေကြောင့်အောင်မြင်တဲ့လူနောက်ကိုပဲလိုက်ကိုစီးပွားရေးကအောင်မြင်ပြီးပါလိမ့်ရောဆိုပြီးတော့အဲ့လိုမျိုးလုပ်နေတဲ့စီးပွားရှင်တွေရှိတယ်အဲ့လိုမျိုးလုပ်နေတဲ့လူတွေရှိသူတို့မှားလားမမှားဘူးဒါပေမဲ့ပြောချင်တာကအဲ့လိုမျိုးလုပ်တယ်ဆိုလို့ရှိရင်လေဒီလိုမျိုးလူတွေကိုလည်း sporting ပေးပါ sponsorship လေးတွေနည်းနည်းပါးပါလုပ်ပေးပါပြောချင်တာဂျားထဲမှာတော့ဖြစ်သွားတဲ့ကိစ္စတခုရှိသေးတယ်ကျွန်တော်ဒီ PUBG ပြိုင်ပွဲတစ်ခုမှာတခြားလူတွေအများကြီးကအကုန်လုံးလုပ်နေရပါမယ်လေ international ပြိုင်ပွဲမှာဘာလုပ်နေရလဲအခန်းကျင်းလေးတစ်ခန်းထဲမှာထိုင်ပြီးတော့စောင့်နေတဲ့ player တစ်ဖွဲ့ line မှာနာမည်ကြီးသွားသေးတယ်ဆိုတော့အဲ့ဒါကိုပြောချင်တာ art ဒီကနေရာတကာမှာရှိတဲ့ art ဆိုတာကဒီနေရာဘော graffiti မှာ art မဟုတ်ဘူးဒီ museum ကဟာမှာ art မဟုတ်ဘူးဒီဖောင်သွင်းပြီးတော့$1000ကိုတောင်းနဲ့ချီပြီးတော့ပေးရမှာ art မဟုတ်ဘူးကျွန်တော်အရန်ကိုတည်နေလို့လားကျွန်တော်အရန်ကိုတက်နေလို့လားဆိုတော့လည်းမဟုတ်ဘူးဒီကျွန်တော်ရဲ့စိတ်ထဲမှာရှိလာတဲ့အကုန်လုံး content တစ်ပုတ်အနေနဲ့ခြာရေးပြီးတော့ခြာပြရုံပဲโอเคပါဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ထုံးစံတဲ့ MC ပဲဖြစ်ပါတယ်ဒီဗီဒီယိုကြိုက်နေတဲ့ဆိုလို့ရှိရင်တော့ like and subscribe လုပ်ခဲ့ပေးပါသူများတွေလည်းကြည့်လို့ရအောင် share လည်းလုပ်ခဲ့ပေးပါနောက်ထပ်ဘယ်လိုဗီဒီယိုတွေထပ်ပြီးတော့ကြည့်ကျင်တယ်လဲဘယ်လိုခေါင်းစဉ်နဲ့အောက်မှာထပ်ပြီးတော့ပြောပြရမလဲဆိုတော့လည်းကောင်းမှမှတ်ခဲ့ပေးပါအားလုံးပဲ peace out ပါ